문행 척 뱉지면 단샤야 바스니 노테이루도 여타리 바스카리 시레카말 실라일루시네 오토시 요리야 카라타노 푸지유나 히토니 세키오 유즈라나이 와카이 모노 미카케마스 바스카이 여타리 시레카마디 아떼지에 두리 도시 요리서 아떼지두리 카라나노 푸지유나 히토 소가 마토마스와니 보노 토키타에 타인공 오래 유즈라나이 와카이 모노 미카케마스다အဲ့ဒီလူကိုထိုင်ကုန်မှာဖယ်ပေးဖို့ပေါ့နော်ဖယ်ပေးရဲ့လူငယ်တွေကိုတွေ့ခဲ့တယ်တဲ့ရှိခါရှိတိုးတော်ညာလဲပဲတဲ့စက်ကိကိုယူဆိုရနိုင်ဝကိုင်မိုနိုနီခီတင်မီတို့တော့ထိုင်ကုန်ဖယ်မပေးရဲ့လူငယ်တချို့မေးကြည့်တယ်ပေါ့နော်မေးကြည့်တဲ့အခါကျတော့တဲ့ဣဇံဝါတဲ့သူကဖြေရပေါ့နော်ဣဇံဝါအရင်ကပေါ့နော်ယူဆိုရတိုရှိတကိုတိုကအရုကအရင်သူထိုင်ကုန်ဖယ်ပေးမလို့မဆိုပြီးတော့လောက်ခဲ့တဲ့အချိန်နဲ့ရှိခဲ့တယ်တဲ့တိုးတော်ညာလဲခိုတိုဝါရဲတေရှိမတဲ့ညင်းပေချင်းခံလိုက်ရပြီးတော့တဲ့ရှိမတဲ့その後はもう譲ろうという気持ちをなくなってしまったという人が多くのですအရင်ကတော့ဖယ်ပြီးတော့လောက်ခဲ့ခုနောက်ပိုင်းသူကညင်းခံလိုက်ရနောက်ပိုင်းမှာသူကဖယ်ပြီးခြင်းစိတ်ကပျောက်ဆုံးသွားတယ်ဆိုတဲ့လူငယ်တွေကရှိနေပါတယ်တဲ့များပြားလာပါတယ်တဲ့若い者にとってလူငယ်တွေအတွက်တော့ဗောနော်ငယ်ရွယ်သူတွေအတွက်တော့တဲ့知らない人にမသိရလူကို声をかけるのは少し緊張しますမသိရလူတယောက်တစ်ရင်းတယောက်ကိုတဲ့အတန်ပြုတ်ဆိုတာကနည်းနည်းလေးစိတ်လှုပ်ရှားရတယ်ဗောနော်人に席を譲るのは少し勇気がいりますလူတယောက်ကိုထိုင်ကုန်ဖယ်ပေးဦးဆိုတော့နည်းနည်းတက်တီလေးနည်းနည်းလိုရတယ်တဲ့အဲ့ပါလဲဆိုどうぞと声をかけた時に感謝の笑顔が返ってくれば次もまた譲ろうという気持ちになりますဒီどうぞထိုင်မှာဆိုဒီမှာစကားတစ်လုံးပြောတော့လို့တယ်အဲ့ဒီပြောတဲ့အချိန်မှာသူကအဲ့ဒီပြောကိုအဲ့ဒီလျောက်ပြောလိုက်ဆိုအဲ့လိုနေဒီနော်ခန်းရှာの言葉ဆိုတာကျေးဇူးတင်စကားပြီးတော့အပြုံးလေးနဲ့ပြန်ပြုံးပြတယ်ဆိုလို့ရှိရင်လည်းနောက်ထပ်လည်းဒီထိုင်ကုန်ဖယ်ပေးခြင်းစိတ်ကရှိနေမှာပေါ့နော်ဒီနောက်ပိုင်းတွေကစာရေးဆရာအမြင်နဲ့ရေးရမှာနော်だからဒါကြောင့်မလို့もしတကယ်တော့စက်ကြီးကိုတဲ့ယူဆိုရတာထိုင်ကုန်ဖယ်ပေးခြင်းခံရတယ်ဆိုလို့ရှိရင်ねその必要ないと思ってもအဲ့ဒါကိုဒီဘယ်လိုပြောမလဲမလိုအပ်ဘူးလို့ထင်ပြီးမှဆိုနော်ထင်ခဲ့မှဆိုတော့ね素直に座りရိုးသားထိုင်လိုက်ပါပြီးတော့笑ってありがとうと答えてあげてほしいと思いますရိုးသားထိုင်ပြီးလို့ရှိရင်အပြုံးလေးနဲ့ကျေးဇူးတင်ပါတယ်ဆိုတဲ့ပြန်ပြီးတော့ပြောတာလေးကိုပြန်ပြောစီခြင်းနဲ့ပေါ့နော်ဆိုင်ဆရာနေပြောအဲ့မှာသူကဒီ答えあげてほしいと思っているは誰ですかပြန်လဲဖြေချပေးစီခြင်းနဲ့ကတင်တာကဘာတူလဲတဲ့နံပါတ်1お年寄りや体の不自由ないとအသက်ကြီးရလူရဲ့ခန္ဓာကိုယ်မဆန်းလူရဲ့2番席を譲らない若い者ထိုင်ကုန်ဖယ်မပေးတဲ့若い者တွေလူငယ်တွေထိုင်ကုန်ဖယ်မပေးရမဟုတ်ပေါ့နော်ဖယ်ပေးခြင်းစိတ်ကပျောက်သွားတာဒါပေမဲ့ဒီကောင်းစင်မှာကတော့若い者若い人4番がこの文章を書いた人ဒီစာပုဒ်ထဲမှာဒီကနေစလို့ရှိတယ်ကျန်တဲ့ရဲ့လူငယ်နဲ့ပြန်လည်မေးပြီးပြောပြီးတော့ဒီကနေစီတော့ဒီတီးတာဖြေးစားတယ်笑ってありがとうって答えてあげてほしいとか再生は文章の人